နိုင်ငံခြားကနေဝယ်ယူထားတဲ့ဖုန်းအသစ်ပဲဖြစ်ဖြစ်အဟောင်းပဲဖြစ်ဖြစ်မြန်မာပြည်ကိုပြန်လာတဲ့အခါမှာစိတ်ချလက်ချလက်အသုံးပြုခြင်းနဲ့အခွန်ဆောင်တာလည်းသက်သာခြင်းနဲ့ဒဏ်ချင်းတွေလည်းတပြားတစ်ချက်မှမပေးချင်ဘူးဆိုလို့ရှိရင်တော့ဒီနေ့ဗီဒီယိုမှာကျွန်တော်ပြောပြမယ့်နီးလန့်အတိုင်းတေချာလေးလှုပ်ထားဖို့လိုပါလိမ့်မယ်ဗျတကယ်လို့မိတ်ဆွေကဒီနီးလန့်အတိုင်းမလှုပ်ထားခဲ့ဘူးဆိုလို့ရှိရင်တော့ဒဏ်ချင်းတွေအနေနဲ့30အထက်ပြီးဆောင်ရမယ့်အပြင်ဖုန်းပါအသိမ်းခံရမှာဖြစ်ပါတယ်ဒီနေ့မှာတော့ဒဏ်ချင်းတွေတပြားတစ်ချက်မှပေးစရာမလိုဘဲနဲ့လီရင်ကွင်းရောက်တာနဲ့အကောက်ခွန်တိုင်ဝမ်ကြီးညာပြီးတော့စိတ်ချလက်ချအသုံးပြုလို့ရတဲ့အပြင်လွယ်လွယ်ကူကူရိုးဆောင်လာနိုင်မဲ့နေလန်းကောင်းကိုအသီးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ David Kim ဖြစ်ပါတယ်ဆိုတော့စားလိုက်ကြရအောင်ဗျကျွန်တော်တို့တည်ထားရမှာတခုကတော့အစိုးရရဲ့အကောက်ခွန်မူဝါဒအရနိုင်ငံခြားကနေရိုးဆောင်လာတဲ့ electronic ပစ္စည်းတွေဖုန်းတွေကိုကျွန်တော်တို့ကအကောက်ခွန်စစ်ဆေးမှုတွေကိုလုပ်ဖို့လိုအပ်တာဖြစ်ပါတယ်ဒီနေရာမှာလူတော်တော်များများမားတကြတာတခုကိုကျွန်တော်ပြောပြမယ်ဗျလီရင်ကွင်းရောက်တာနဲ့သူတို့ကဘာမှမပြောဘဲနဲ့ခူးထုတ်လိုက်ရင်ရတယ်ဆိုပြီးတော့သူတို့ကထွက်လာတဲ့ကြတယ်အဲ့ဒီလိုမပြောဘဲနဲ့ထွက်လာတာဟာစစ်ဆေးမိတဲ့အခါမှာပုံမှန်အခွန်ဆောင်ရမယ့်အပြင်အကောက်ခွန်တင်မကဘဲနဲ့ penalty အနေနဲ့ဒဏ်ကြီးပါဆောင်ရမှာဖြစ်ပြီးတော့ဖုန်းအသိမ်းခံရတာအထိဖြစ်နိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကသေဝင်ကြီးနေတာဟာကိုယ့်အတွက်လည်းအလုံးချုံဆုံးနဲ့စိတ်အေးရဆုံးအကောင်းဆုံးနေလမ်းဖြစ်ပါတယ်နော်ကဲဒါဆိုရင်တော့ကျွန်တော်တို့ကလီရင်ကွင်းရောက်တာနဲ့ကျွန်တော်တို့ကဘာတွေလုပ်ရမလဲဆိုတာကိုတစ်ချက်ကြည့်လိုက်ရအောင်ဗျပထမအဆင့်မှာကျတော့ကျွန်တော်တို့ကလီရင်ပေါ်ကနေဆင်းပြီးတော့လီရင်ကွင်းထဲရောက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က custom decoration form ကိုတောင်းပြီးတော့အဲ့ဒီစစ်ဆေးလွှာမှာကိုပါလာတဲ့ဖုန်းအမျိုးအစားဘယ်နှလုံးပါတာလဲဆိုတဲ့အချက်လက်တွေကိုမှန်ကန်စွာရေးဖြည့်ပေးရမှာဖြစ်ပါတယ်ဒုတိယအချက်မှာကျတော့ကျွန်တော်တို့က red channel ကိုတွားရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ပစ္စည်းတွေကိုတင်ပြီးပြီးယူပြီးပြီးဆိုလို့ရှိရင်တော့ပုံမှန်လူအများစုထွက်နေကြလမ်း green channel မဟုတ်ဘဲနဲ့ကျွန်တော်တို့က red channel ကိုတွားပြီးတော့အဲ့ဒီနေရာမှာအကောက်ခွန်စစ်ဆေးတဲ့နေရာကောင်တာဘက်ကိုတက်ရိုက်တွားရမှာဖြစ်ပါတယ်။ဒါဟာကိုဘက်ကနေတိုင်ဝမ်ကြီးညာပြီးတော့တွားတာဖြစ်တဲ့အတွက်ကြောင့်ဒဏ်ချင်းတွေတပြားတစ်ချက်မှပေးစရာမလိုပါဘူးဗျ။ပြီးရင်အဆင့်3မှာကျွန်တော်တို့ကလိုအပ်တဲ့စာရွက်စာတမ်းတွေကိုပြပြီးတော့ကျွန်တော်တို့က form ကိုဖြည့်ရမှာဖြစ်ပါတယ် red channel counter ရောက်တာနဲ့အဲ့ဒီနေရာမှာအရာရှိတွေကိုပြဖို့လိုအပ်ချက်4ချက်ရှိတယ်ဗျပထမတစ်ချက်ကဘာလဲဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ passport နိုင်ငံကိုလက်မှတ်ပြရမယ်ပြီးရင်ဒုတိယချက်မှာကျတော့ကျွန်တော်တို့ကလေယာဉ်လက်မှတ်ပြရမှာဖြစ်ပါတယ်တတိယအချက်မှာကျတော့ကိုဝယ်ထားတဲ့ဖုန်းရဲ့ပြည်စာ receipt အဲ့ဒါလေးတွေကိုတိကျပြပေးရမှာဖြစ်ပါတယ်စရုဒ္ဓမြို့မှာတော့ကျွန်တော်ရဲ့ IMEI နံပါတ်ကိုတခြားပြပေးရမှာဖြစ်ပါတယ်အဆင့်၄နေရာမှာကျွန်တော်တို့ဘာလုပ်ရမလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ကလိုအပ်တဲ့ information တွေလည်းဖြည့်ပြီးပြီးလိုအပ်တဲ့စာရွက်စာတမ်းတွေလည်းအကုန်လုံးပြပြီးပြီးဆိုလို့ရှိရင်တော့အရာရှိတွေဘက်ကနေသူတို့ချမှတ်ပေးထားတဲ့အခွန်ကိုကျွန်တော်တို့ကချက်ချင်းစနစ်တကျပေးဆောင်ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့နောက်ပိုင်းမှာအခွန်မဲ့ဖုန်းမောင်ခိုဖုန်းတွေဆိုပြီးတော့စစ်ဆေးခံရရင်တော့မှကျွန်တော်တို့ကဒဏ်ကြေးကိုတပြားတစ်ချက်မှပေးစရာမလိုဘဲနဲ့ဒဏ်ကြေးပေးရမယ့်အန္တရာယ်ကနေကျွန်တော်က100ရာခိုင်နှုန်းကင်းလွတ်ခွင့်ရသွားမှာဖြစ်ပါတယ်အဆင့်9နေရာမှာကျွန်တော်တို့ကဘာလုပ်ရမလဲဆိုလို့ရှိရင်တော့အကောက်ခွန်ပေးဆောင်ပြီးပြီးရင်တော့သူတို့ဘက်ကထုတ်ပေးလိုက်တဲ့အရာရှိတွေကပေးလိုက်တဲ့ပီစာကိုကျွန်တော်ကတီးချထိန်းသိမ်းထားရမှာဖြစ်ပါတယ်အဲ့ဒီပီစာကဘယ်လောက်ထိအရေးကြီးတယ်လဲဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဖုန်းကိုမြန်မာပြည်တွင်းမှာတရုတ်အသုံးပြုခွင့်ရတဲ့အသက်တွေကဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာမလုံတဲ့အချက်နဲ့လုံတဲ့အချက်တွေကိုလည်းထပ်ပြီးတော့ပြောပြပေးချင်ပါတယ် red channel မှာမပြဘဲနဲ့တော့ကျွန်တော် green channel ကနေမတိချင်အောင်ဆောင်ပြီးတော့ခူးထုတ်ဖို့လုံးဝမကြိုးစားပါနဲ့မိသွားရင်တော့ဖုန်းရဲ့တန်ဖိုးရဲ့ရာခိုင်နှုန်းအလိုက်ဒဏ်ကြီးအများကြီးပြဆောင်ရမယ့်အပြင်ဖုန်းပါအသိမ်းခံရမှာဖြစ်ပါတယ်ဖုန်းဝယ်ထားတဲ့ဘောင်းချပီစာကိုလည်းအမြဲတမ်းထိန်းသိမ်းထားရမှာဖြစ်ပါတယ်ဒါမှကိုယ့်ရဲ့ဖုန်းကတကယ်ဝယ်ဈေးအတိုင်းအကောက်ခွန်တွက်ချက်ရလွယ်ကိုမှာဖြစ်ပါတယ်အနည်းချုပ်ပြောရမယ်ဆိုရင်တော့ကျွန်တော်ကနိုင်ငံခြားကနေရိုးဆောင်လာတဲ့ဖုန်းတွေကိုလီရင်ကွင်းရောက်တာနဲ့ red channel ကိုတွားပြီးတော့စာရွက်စာတမ်းလိုအပ်ချက်တွေကိုဖြည့်ပြီးတော့တိုင်ဝမ်အကောက်ခွန်မှာကျွန်တော်ကအခွန်ဆောင်ပြီးတော့အေးအေးဆေးဆေးစိတ်ချလက်ချသုံးစွဲနိုင်မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုနိုင်ငံခြားကနေပြန်လာမဲ့မိတ်ဆွေတွေအတွက်ရောမိသားစုတွေတငယ်ချင်းတွေအတွက်အသုံးဝင်နေဆိုလို့ရှိရင်တော့ like and share လေးလုပ်ပြီးဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆောင်တွေ့ကြပါမယ်ခင်ဗျ